အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Nash ပါဒီနေ့မှာတော့ကျွန်တော်လာမိထားတဲ့အတိုင်း November Rain ကြောင့်ပြောပြမှာဖြစ်ပါတယ်ဆိုတော့စကားများနေပဲစလိုက်ကြအောင် November Rain ရဲ့ stand user ကတော့ Jodio Joestar ဖြစ်ပါတယ် Jodio ဆိုလို့ Dio ရဲ့သားလို့တော့မထင်လိုက်ပါနဲ့ November Rain ရဲ့ stand design ကအခြား park တွေက MCA ရဲ့ stand design နဲ့နည်းနည်းတော့ကွဲပြားနေပါတယ် stand ကတော်တော်လေးကြီးပြီးတော့အခြား park တွေက Joestar ရဲ့ stand တွေလို့ brush လုပ်လို့တော့မရတော့ပါဘူး stand ရဲ့ design ကပအိုက်က fan ဆိုတဲ့ stand နဲ့တွားပြီးတော့ဆင်ပါတယ်အဲ့ဒါဆိုရင် November Rain ကအခြား stand တွေလို့ဓာတ်ရိုက်တိုက်ခိုက်လို့မရဘူးဆိုပြီးတော့ဝိတယ်လို့တော့မထင်လိုက်ပါနဲ့ရှင်းပြောရရင် November Rain ကအဲ့လိုလုပ်စရာမလိုတာပါ November Rain ရဲ့ ability ကတော့ rain drop တွေကို manipulate လုပ်နိုင်တာဖြစ်ပါတယ် Jodio ကသူ့ရဲ့ stand ကနေမိုးရတယ်လို့မျိုး rain shower တစ်ခုကိုဖွဲလေးပဲရွာခိုင်းလို့ရတယ်လို့တဲမဲလည်းရွာခိုင်းလို့ရပါတယ်မိုးက stand ကနေပဲရွာလို့ရမှာဖြစ်ပါတယ်ရာသီဥတုကိုထိန်းချုပ်ပြီးတော့မိုးရွာခိုင်းတာမဟုတ်ဘဲနဲ့ stand ကနေမိုးဆက်တွေကို generate လုပ်ရတာဖြစ်ပါတယ်မရှင်းမှာဆိုလို့ရှင်းပြတာပါ November Rain ရဲ့မိုးဆက်တွေကတာမန်မိုးဆက်တွေတော့မဟုတ်ပါဘူးအပြစ်ခံရသူကစက်ကူရေးဆိုသလိုမျိုးပြဝတ်သားမှာပါအဲအကြောင်းမို့လို့ structure တွေ material တွေကိုဖြိုပစ်ဖို့အတွက်အရန်အသုံးဝင်ပါတယ် Jodio ရဲ့ stand ကလည်းအခြား Joestar တွေရဲ့ stand လိုပဲသုံးရင်သုံးသက်တယ်လို့အသုံးဝင်ပါတယ် Jodio ကမိုးဆက်တွေကို horizontally လည်းပြစ်လို့ရပါတယ်ဆိုလိုချင်တာက targeting လုပ်လို့ရတယ်လို့ပြောချင်တာပါ Johnny တို့ Josuke တို့နဲ့မတူတာကဒီကောင်ကတစ်ခါပြည့်အများကြီးပြစ်လို့ရပါတယ်ပြီးတော့ stand အောက်မှာလူနေပြီးတော့မိုးကိုစတိုက်ရောင်အောင်လုပ်ပြီး barrier တစ်ခုလိုမျိုးကိုကာကွယ်လို့ရပါသေးတယ် Jodio က range drop တွေကိုသူရွေးချယ်ထားတဲ့ target ကိုပဲရွေးပြီးတော့ damage ပေးနိုင်ပါတယ်ပြီးတော့ရန်သူကို harmful မဖြစ်စေဘဲနဲ့ damage ပေးနိုင်ပါသေးတယ်အဲ့ဒါကို chapter ဝဲမှာရဲတွေနဲ့ချတော့မြင်ခဲ့ရပြီးပါပြီအဲ့တော့ကရဲတယောက်ကိုပြဝတ်အောင်လုပ်လိုက်ပြီးတော့Jodio ကသူ့ stand ကိုပြန်သိလိုက်တဲ့အခါမှာရဲကငကိုတိုင်းပြန်ဖြစ်သွားတာကိုမြင်ရမှာပါဒါပေမဲ့ Josuke ရဲ့ stand ကလည်း range ရှိပါတယ် Josuke ရဲ့ stand range ကတော့7 meter ပါ November Rain ရဲ့မိုးဆက်တွေက7 meter ရဲ့အကျော်မတွားနိုင်ပါဘူးဆိုတော့ Jojo လက်မန်ကအခုထက်ဒီ on go way ဖြစ်နေသေးတာမလို့ Jodio လည်းနောက်ပိုင်းကျရင် soft and wet လိုမျိုးအဝေးကန်းဖြစ်လာမလားဆိုတာကိုကျွန်တော်တို့ကစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြမယ်ပြန်တွေ့ကြမယ် bye bye